ဒုက္ခဟာဖရာသခင်ရဲ့ပြက်ကွက်မှုမဟုတ်ပါဘူးဒုက္ခဟာဖရာသခင်ရဲ့ရွေးနှုတ်ခြင်းအစီအစဉ်မှာပါဝင်တဲ့လျှို့ဝှက်ကိရိယာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ခရိယန်ရဲ့မျှော်လင့်ခြင်းဟာအခြေအနေကောင်းလာမယ်ဆိုတဲ့ထင်မြင်ချက်တစ်ခုတက်တက်တာမဟုတ်ပေနဲ့ဖရာသခင်အဆုံးစွန်သောအနိုင်ယူခြင်းနဲ့ဖရာသခင်ဟာကျမတို့ရဲ့အသက်တာအပေါ်မှာအစဉ်အမြဲကျေးဇူးပြုနေတဲ့ဂရုဏာတော်ကိုမျှော်လင့်ဖို့ရန်အတွက်ကျမတို့ကိုတည်ခံခြင်းအသက်တာထဲမှာထည့်ပေးထားခြင်းပဲဖြစ်ပါတယ်အလုံးမင်္ဂလာပါစုံစမ်းနှုတ်ဆက်ချိန်တွင်ဖရာသခင်အားမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာအတူတကွစဉ်းစားသွားဖို့ဖြစ်ပါတယ်တမန်ကျမ်းစာအနေနဲ့ကတော့ယောဘဝတ္ထုခန်းကြီး1ငယ်6မှ22ယောမအခန်းကြီး8ငယ်25ကောလောသဲခန်းကြီး1ငယ်23ကောရိန္သုဒုတိယဆောင်ခန်းကြီး1ငယ်9တို့ဖြစ်ပါတယ်ဒီနေ့ခရိယန်အသက်တာမှာယုံကြည်သူတို့ဟာနေ့စဉ်စုံစမ်းနှောက်ယှက်ခြင်းတွေဆင်းရဲဒုက္ခတွေအမျိုးမျိုးသောမမြင်နိုင်တဲ့အရာတွေတွေ့ကြုံရပါတယ်ဒီလိုဒုက္ခဆင်းရဲတွေစုံစမ်းနှောက်ယှက်ခြင်းတွေမလွဲမသွေကြုံရတဲ့အခါမှာတချို့အချိန်တွေမှာဆုတောင်းတော်လဲဖြေမရခဲ့ပါဘူးမျော်လင့်တော်လဲလမ်းမတွေ့တဲ့အချိန်တွေရှိပါတယ်ဒီအချိန်မှာကျမတို့ဖျားသခင်ကိုမေးခွန်းထုတ်လို့ရှိတယ်ဖျားသခင်ကိုရောကောင်းမြတ်တော်မူတယ်ကိုရောဟာတကယ်ပဲတကိုးနဲ့ပြည့်စုံပြီးအံ့ဩဖွယ်ပြုနိုင်နေဆိုရင်ဘာကြောင့်ဖြောက်မှတ်သူတို့ဟာဒီလိုစုံစမ်းနှောက်ယှက်ခြင်းတွေဆင်းရဲဒုက္ခတွေခံရပါသလဲလို့မေးခွန်းမေးလို့ရှိပါတယ်သို့တော်လည်းယောဘဝိတ္ထုနဲ့ရှင်ပေါလုရေးတဲ့ဧဝံဂေလိကျမ်းစာများတို့ကိုလေ့လာတဲ့အခါမှာတခုတည်းသောအဖြေဟာဒုက္ခဟာဖရာသခင်ရဲ့ပြက်ကွက်မှုမဟုတ်ပါဘူးဒုက္ခဟာဖရာသခင်ရဲ့ရွေးနှုတ်ခြင်းအစီအစဉ်မှာပါဝင်တဲ့လျှို့ဝှက်ကိရိယာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ခရိယန်ရဲ့မျှော်လင့်ခြင်းဟာအခြေအနေကောင်းလာမယ်ဆိုတဲ့ထင်မြင်ချက်တစ်ခုတက်တက်တာမဟုတ်ပေနဲ့ဖရာသခင်အဆုံးစွန်သောအနိုင်ယူခြင်းနဲ့ဖရာသခင်ဟာကျမတို့ရဲ့အသက်တာအပေါ်မှာအစဉ်အမြဲကျေးဇူးပြုနေတဲ့ဂရုဏာတော်ကိုမျှော်လင့်ဖို့ရန်အတွက်ကျမတို့ကိုတည်ခံခြင်းအသက်တာထဲမှာထည့်ပေးထားခြင်းပဲဖြစ်ပါတယ်ယောဘဝိတ္ထုကိုပြန်ကြည့်တဲ့အခါမှာယောဘဝိတ္ထုရဲ့ထဲမှာဆိုလို့ရှိရင်အခန်းကြီး1အငယ်6နဲ့22မှာယောဘဟာဖြောင့်မတ်တော်သူဖြစ်ပါတယ်ယောဘဝိတ္ထုရဲ့အစမှာကောင်းကင်ရဲ့တရားရုံးကိုတွေ့ရပါတယ်မြေကြီးပေါ်မှာတရားရုံးကိုမစတင်ပဲကောင်းကင်တရားရုံးမှာစတင်ပါတယ်ဖျားသခင်ဟာစာတန်ကိုယောဘကိုစုံစမ်းဖို့ရန်အတွက်အခွင့်ပေးခဲ့ပါတယ်စာရန်ဟာယောဘကိုဖျားသခင်ကိုအလကားကြောက်ရွံ့နေတာမဟုတ်ဘူးသူဟာဖျားကိုကြောက်ရွံ့ကိုးကွယ်နေတာဟာစီးစိမ်ချမ်းသာတွေသူ့စီမှာဖျားသခင်ပေးထားလို့ဖြစ်တယ်လို့ဖော်ပြပါတယ်လူဟာဖျားကိုတကယ်ပဲစီးစိမ်ချမ်းသာကြောင့်ချစ်သလားဖျားပေးတဲ့အရာကြောင့်ချစ်သလားဆိုတာကိုတိမောသေဩဝါဒစာပထမဆောင်ခန်းကြီး6အငယ်9မှာဖော်ပြထားပါတယ်ဖျားဝိ၌မွေ့လော်ခြင်းသည်အကျိုးစီးပွားဖြစ်သည်ဟုသူတို့သည်စိတ်ထင်ကြ၏ထို့သောသူတို့ကိုရှောင်ကြလောလို့ဖော်ပြပါတယ်ဖျားသခင်ဖျားเจ้าတက်တယ်ဖျားကိုကိုးကွယ်တယ်ဖျားသခင်ကကောင်းကြီးများကြီးပေးမယ်ဖျားသခင်စီကစီးစိမ်ချမ်းသာတွေရမယ်ဆိုတဲ့စိတ်နဲ့ဖျားကိုကိုးကွယ်ခြင်းမဟုတ်ဘဲနဲ့ဒီယောဘဝိတ္ထုဟာဒုက္ခဟာတစ်ခါတည်းမှာအပြစ်ဒဏ်မဟုတ်ဘဲနဲ့ worship purification ဆိုတဲ့ကိုးကွယ်မှုကိုတန့်ရှင်းစေခြင်းပဲဖြစ်ပါတယ်ဖျားဟာယောဘရဲ့ပိုင်ဆိုင်မှုထက်ကာကွယ်ခြင်းထက်ယောဘရဲ့နှလုံးသားကိုဖော်ထုတ်ရန်အတွက်စိတ်ဝင်စားတဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်မလို့providence နဲ့ permission ဖျားရဲ့အုပ်စိုးခြင်းနဲ့ခွင့်ပြုခြင်းစာရန်ကိုဖျားသခင်ကယောဘကိုမထိခိုက်စေဘဲနဲ့ဖျားသခင်ကသူ့ကိုစုံစမ်းခွင့်အခွင့်ပေးခဲ့ပါတယ်ဒီနေ့စကြဝဠာကြီးထဲမှာ evil ဆိုတဲ့မကောင်းမှုကြီးဟာ power တစ်ခုအနေနဲ့ကျမတို့ကိုအစဉ်အမြဲအုပ်စိုးနိုင်ခွင့်မရှိပါဘူးစာရန်ဒီလှုပ်ရှားနိုင်တော်လဲဖျားသခင်ရဲ့အကန့်အသတ်အောက်၌သာလှုပ်ရှားနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ဒုက္ခဟာကျမတို့ရဲ့အသက်တာအတွက်ဖျားရှင်ပြင်ဆင်ပေးထားတဲ့ကျမတို့ရဲ့အသက်တာရဲ့ကိုးကွယ်မှုနဲ့ကျမတို့ရဲ့နှလုံးသားကိုဖျားသခင်ဖော်ထုတ်ပေးခြင်းပဲဖြစ်ပါတယ်ဒုတိယယောမဩဝါဒစာခန်းကြီး၈ကတော့အဲ့ဒီခန်းကြီးတစ်ခုလုံးမှာဖန်ဆင်းကြီးတစ်ခုလုံးဟာညှိတွားနေတယ်လို့ဖော်ပြပါတယ်။ဘုရားသခင်ဟာအရာခတ်သိမ်းကိုကောင်းကျိုးအတွက်လှုပ်ဆောင်နေပါတယ်။ဒါကြောင့်မလို့ယုံကြည်သူတွေရဲ့ဒုက္ခဟာတက်တက်ပဲကျမတို့ခံနေရတဲ့ဆင်းရဲဒုက္ခဟာညှိတွားဖို့တက်တက်မဟုတ်ဘူး။အရာခတ်သိမ်းကိုဘုရားသခင်ကောင်းကျိုးအတွက်လှုပ်ဆောင်နေကြောင်းကိုကျမတို့မြင်ရပါမယ်။ယောမခန်းကြီး25မှာမမြင်ရသေးသောအရာကိုမျှော်လင့်လျက်တီးခံခြင်းနဲ့စောင့်နေကြတယ်လို့ဖော်ပြထားပါတယ်။ဒါကတော့ဘုရားသခင်ရဲ့ဂရုတော်ပေါ်မှာအခြေခံထားတဲ့ covenant confidence ဖြစ်ပါတယ်။ဒါကတော့ဘာလဲဆိုရင်ယုံကြည်သူတွေဟာလက်ရှိကျမတို့ခံစားနေရတဲ့ present suffering ပေါ်မှာ future glory ကြားမှာ
နှစ်ခုကြားမှာအသက်ရှင်နေရတယ်ဆိုတာကိုကျမတို့မမေ့ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဟာကယ်တင်ခြင်းရထားပြီဖြစ်တယ်ဒါပေမဲ့ဘုံအသေးတွေကိုဆက်လက်ဖော်ထုတ်ဖို့ရန်အတွက်စောင့်ဆိုင်းနေတယ်ဒါကြောင့်မလို့မျှော်လင့်ခြင်းဟာမမြင်ရသေးတဲ့အနာဂတ်ကိုယုံကြည်တည်တာမကယခုခံနေရတဲ့ဒုက္ခဆင်းရဲတွေကိုမှန်ကန်စွာအတိတ်ပဲဖော်ပေးနိုင်တဲ့မျက်လုံးတစ်ခုလည်းဖြစ်တယ်ဆိုတာကိုကျမတို့နားလည်ဖို့လိုအပ်ပါတယ်ကောလောသဲခန်းကြီး1အငယ်23မှာတော့ယုံကြည်ခြင်း၌တည်ကြည်၍ခိုင်မြဲစွာနေကြလောမရွေ့လျော့ကြနဲ့လို့ဖော်ပြပါတယ်ဒီနေရာမှာတော့ကျမတို့ကိုဘာဖော်ပြထားလဲဆိုရင်ကျမတို့ရဲ့တည်ကြည်ခြင်းဟာကယ်တင်ခြင်းရရှိဖို့အကြောင်းတက်မဟုတ်ပါဘူးကယ်တင်ခြင်းဟာစစ်အမှန်ရှိနေကြောင်းတက်တည်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့စုံစမ်းခြင်းကာလမှာကျမတို့ရဲ့ယုံကြည်ခြင်းကို destroy ဆိုတဲ့ဖြစ်စည်းဖို့မဟုတ်ပါဘူးကျမတို့ရဲ့ယုံကြည်ခြင်းပြိုပြက်သွားဖို့လည်းမဟုတ်ပါဘူး reveal ပြန်ပြီးတော့လုပ်ဖို့ပဲဖြစ်ပါတယ်ကျမတို့ရဲ့ယုံကြည်ခြင်းရဲ့အသက်တာကိုကျမတို့ပြန်လည်ပြီးတော့မှတက်တည်ထူနိုင်ဖို့ပဲဖြစ်ပါတယ်မီးဒီရွှေကိုမဖြက်စီးပဲမီးထဲမှာရှိတဲ့အမိုက်တရိုက်တွေကိုပဲဖြက်စီးနိုင်နေဆိုတာဖော်ပြပါတယ်ရှီပေဒရုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်6ထဲမှာတော့အရေးကြို၍စုံစမ်းခြင်းကိုခံရတော့လေပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက်တင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တာ၍မြတ်တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်မလို့ဒီနေရာမှာရွှေဟာပျက်စီးနိုင်တော့လေယုံကြည်ခြင်းဟာတော့ဘယ်တော့မှမပျက်စီးနိုင်ဘူး။ဒါကြောင့်မလို့စုံစမ်းခြင်းဟာစစ်မှန်သောယုံကြည်ခြင်းကိုမဖျက်ဆီးနိုင်ဘူးလို့လည်းဖော်ပြပါတယ်။ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး10အငယ်73ထဲမှာလည်းကျမတို့ကိုဖော်ပြထားတဲ့စုံစမ်းခြင်းတွေကိုတင်တို့ခံနိုင်မိအကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနဲ့တကွလွတ်မြောက်သောလမ်းကိုဖျားသခင်စီရင်ပြုပြင်ထားတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်မလို့ဖျားသခင်ကကျမတို့ရဲ့အသက်တာအတွက်ဒီစုံစမ်းနှောက်ယှက်ခြင်းဟာကျမတို့ဒုက္ခဟာရှောင်ရံမဟုတ်ဘူးလို့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ကောရိန္သုဒုတိယဆောင်ခန်းကြီး1အငယ်9မှာတမန်တော်ကြီးရှင်ပေါလုကယုံကြည်သူဟာဒုက္ခခံတဲ့အခါမှာခရစ်တော်ရဲ့ suffering pattern ကကိုယ့်ရဲ့အထဲမှာရှိနေတယ်။ခရစ်တော်ခံစားရတဲ့ဒုက္ခတွေကိုပြန်လည်မြင်ရဖို့ပဲဖြစ်ပါတယ်။ကားတိုင်းမရှိဘဲနဲ့တရဖူမရှိပါဘူး။တေဆုံးခြင်းမရှိဘဲနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ဘုန်းတည်ကိုမမြင်နိုင်ဘူး။ထိုနည်းတူစွာပဲခရိယန်အသက်တာဟာအမြဲတမ်းအောင်မြင်နေတဲ့ story တက်မဟုတ်ဘဲနဲ့တကယ်ပဲကားတိုင်းကိုကျမတို့ပုံရိပ်ထင်စေတဲ့ခရီးအစတင်နေခြင်းပဲဖြစ်တဲ့အတွက်ကျမတို့ရဲ့ဝေဒနာဟာကြဆုံးနိုင်တဲ့ဖေလာဆိုင်မဟုတ်ပါဘူးကျမတို့ရဲ့ဘဝအသက်တာမှာဖရာသခင်ဟာကျမတို့ရဲ့အသက်တာအတွက်အစီအမြဲကျမတို့ရဲ့ယုံကြည်ခြင်းကိုဖော်ထုတ်နေတဲ့ဖရာရဲ့ဂရုဏာနဲ့ကျေးဇူးတော်ဖရာရဲ့နှစ်သိမ့်ခြင်းကိုတွေ့ရပါတယ်ဒီနေရာမှာဒုက္ခဆင်းရဲခြင်းမှာဖရာရဲ့နှစ်သိမ့်ခြင်းလည်းပါဝင်ပါတယ်ဒုက္ခဟာနောက်ဆုံးချိန်မဟုတ်ပါဘူးယောဘကိုဖရာသခင်ပြန်လဲထူထောင်ပြီးနဆသောကောင်းကြီးကိုပေးပါတယ်သူ့ရဲ့တက်တေခံခြင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့စုံစမ်းခြင်းရောက်တော်လေဖရာကိုမစွန့်လွတ်ပါနဲ့ယခုမြင်နေရတဲ့အရာတွေပေါ်မှာကျမတို့ဆက်ပြီးတော့မှမျှော်လင့်ခြင်းမပြတ်ဘဲနဲ့စောင့်ဆိုင်ပါယုံကြည်ခြင်းနဲ့တည်ကြည်စွာနဲ့ကျမတို့မရွေ့လျော့ပါစေနဲ့ကျမတို့ဒုက္ခခံရပြီးတဲ့နောက်မှာယောဘကဲ့သို့နှစ်သိမ့်ခြင်းကိုဘုရားသခင်လက်တော်မှာရှိတယ်ဘုရားသခင်ကကျမတို့ရဲ့နှလုံးသားကိုယောဘကဲ့သို့ယုံကြည်ခြင်းအတွက်စောင့်ဆိုင်ပြီးကြည်နေတယ်ဆိုတာကိုကျမတို့နားလည်ပြီးယနေ့ကျမတို့ရဲ့အသက်တာစုံစမ်းနှောက်ယှက်မှုများရှိနိုင်တယ်သို့တော်လည်းယောဘကဲ့သို့ထာဝရဘုရားပေးတော်မူ၏ထာဝရဘုရားရုပ်သိမ်းတော်မူ၏ဆိုပြီးတော့ထာဝရဘုရားကိုဆက်လက်ပြီးတော့မှကိုးကွယ်နိုင်ပါတယ်ဟေရှာယပရောဖက်ထဲမှာလည်းဖော်ပြထားပါတယ်ဟေရှာယအနာဂတ်ကျမ်းခန်းကြီး26အငယ်3ထဲမှာစိတ်နှလုံးတည်ကြည်တော်သူသည်ကိုရိုနိုင်ခိုလုံသောကြောင့်ငြိမ်သက်ခြင်းတသက်ရှိမိကြောင်းစောင့်ရှောက်တော်မူမည်လို့ဖော်ပြထားတဲ့အတွက်ကြောင့်ဒီကနေ့ကျမတို့ဒီငြိမ်သက်ခြင်းရှိမဲ့ဖရာသခင်ကိုကိုးကွယ်ဖို့ပဲဖြစ်ပါတယ်ရှင်ပေါလုကဲ့သို့တိခံလျက်မျှော်လင့်ခြင်းနဲ့စောင့်ဆိုင်ဖို့ဖြစ်တယ်တန်ရှင်းသူများကဲ့သို့တည်ကြည်စွာနဲ့ကျမတို့ဒီဒုက္ခကိုတိခံဖို့ဖြစ်တယ်အခြေအနေမကောင်းတော့လေဖရာသခင်ကအမြဲတမ်းကောင်းမြတ်ပါတယ်ကျမတို့ဟာလမ်းပြောင်းနေလို့ထင်တော်လဲကျမတို့အတွက်ထာဝရလမ်းကိုပြင်ဆင်ပေးတဲ့ဖခင်ရှင်အသက်လမ်းကိုပြင်ဆင်ပေးတဲ့ဖခင်ရှင်ဟာကျမတို့ရဲ့မျက်မှောက်တော်မှာရှိနေပါတယ်။ဒါကြောင့်မမြင်ရတော့လဲဖခင်ရဲ့လှုပ်ဆောင်မှုတွေကိုကျမတို့ပြန်လည်ပြီးတော့မှမြင်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်။ချစ်တော်ညီကိုမောင်နှမတို့ဒီကနေ့ဒုက္ခဆင်းရဲတဲ့လူသားတိုင်းမှာတွေ့ကြုံရမယ်ဖြစ်တယ်။အဖဖခင်သခင်ဒီကနေ့ကျမတို့ဒီအဖြေမရတဲ့အခါမှာကျမတို့ဒီရှင်းလင်းချက်တွေမရတဲ့နေ့ရက်တွေရှိတဲ့အခါမှာကိုရောကိုယုံကြည်စေပါစုံစမ်းခြင်းအလယ်မှာကျမတို့ရဲ့ယုံကြည်ခြင်းကိုခိုင်မာစေပါဒုက္ခတွေရဲ့အရေးအောက်မှာကျမတို့ရဲ့အနာဂတ်ရဲ့ဘုန်းတည်ကို
ကိုရောအားဖြင့်မြင်နိုင်စေပါသခင်ခရစ်တော်၌မရွေ့ရတဲ့မျှော်လင့်ခြင်းကိုကျမတို့အားပေးသနာပါဆိုတဲ့ဆုတောင်းချက်အားဖြင့်ကျမတို့ရဲ့အသက်တာကိုနေ့စဉ်ဒုက္ခဆင်းရဲတွေထဲမှာမျှော်လင့်ခြင်းနဲ့အသက်ရှင်သွားနိုင်ပါစေလို့ခွန်အားပေးလိုပါတယ်